လေးရှိရဲ့သူနဲ့ဆုံးတွေ့ခဲ့ရတမန်ကလေးတဲ့မွေရဲ့ညနေကိုပြန်တည်းရနေသည်စီးစားနေညိုချိန်မှာအေးရောင်လေးမြကနမေကငွေတော့ရခဲ့ရဲ့ထမမကွေးမြို့ဆိုညတဲ့လုံးကိုတူဖူးခဲ့တာတွေမိမရနိုင်ပါပြီခွေးရဲ့တာတဲ့နေမှာရောက်ပြောလာခဲ့အောင်ဒီပညာသူရဲ့ကိုလာရဲ့ကြိုးပါလာလို့ကြည်Sweet, yeah,